ကျွန်တော်မြန်မာနိုင်ငံရဲ့တင်သွင်းကုန်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးစားလာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှင်းနေမြ source တွေ website တွေအားလုံးမှာရှာကြည့်တယ်အဲ့လိုမျိုးကျွန်တော်ရှာကြည့်တဲ့အခါမှာဆိုရင်ကျွန်တော် question 2မျိုးနဲ့ရှာတယ်ပေါ့နော်နံပါတ်1 question ကျတော့မြန်မာနိုင်ငံတွင်းကိုဘယ်နိုင်ငံတွေကအများဆုံး supplier country တွေအနေနဲ့ရှိနေလဲနံပါတ်2ကကျတော့တင်သွင်းတဲ့ကုန်ပစ္စည်းတွေထဲမှာဆိုရင်ဘယ်ကုန်ပစ္စည်းတွေကအများဆုံးလဲဆိုတော့ကျွန်တော်ဆွေးနွေးစားလာတာနဲ့ကျွန်တော်ရှာကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်ဒီကြောင်းအရာကိုကျွန်တော်သိခုလက်ရှိပေါ့နော် screen မှာမြင်နေရတာကတော့ဒါမြန်မာနိုင်ငံရဲ့နှစ်စဉ်တင်သွင်းကုန်တွေနဲ့ပတ်သက်ပြီးတော့ဒါပြသထားတဲ့ chest တွေပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကြည့်နိုင်တဲ့ chest တွေကတော့2015ကနေ2024ထိပေါ့နော် data တွေကိုတွေ့ရတယ်ပေါ့နော်ဘာလို့2025 data တွေကိုမတွေ့ရတာလဲဆိုတော့တနေ့ရဲ့ data တွေကိုပေါ့နော်နောက်တစ်နေ့ရဲ့နှစ်အလဲနဲ့ပေါ့နော်နှစ်စုံပိုင်းမှာတွေ့ရတာဖြစ်တယ်ဒါကဘာကြောင့်ဒီလိုမျိုးဖြစ်လဲဆိုတော့တစ်နေ့ပြီးသွားပြီဆိုရင်အဲ့ဒီတစ်နေ့ရဲ့ data တွေအားလုံးတော့ collection ပေါ့နော်စုရတယ်ဆိုတဲ့အချိန်ကြီးရှိသေးတယ်အဲ့ဒီအချိန်ကဆိုရင်ပေါ့နော် data ပမာဏနည်းတယ်များတယ်ပေါ့မူတည်ပြီးတော့အချိန်ကအမြဲတမ်းဒါနှစ်တစ်နေ့ရဲ့နောက်နေ့ရဲ့ပေါ့နော်နောက်တစ်နေ့ရဲ့အလဲပိုင်းနဲ့နှစ်ဆုံးပိုင်းမှာထွက်တယ်ဆိုတာအမြဲတမ်းဖြစ်တယ်ပေါ့နော်ဘာလို့ပေါ့နော်ဒီလိုမျိုးတစ်နေ့ကုန်ဆုံးသွားပြီဆိုတော့ data ချက်ချင်းထွက်မလာလဲဆိုတော့တစ်နေ့ရဲ့ data တွေကဆိုရင်စုရတဲ့ပမာဏကကြားတယ်နောက်ပြီးကြတော့ပေါ့နော်ပြန်ပြီးတော့ rechecking လုပ်ရတယ်ပြန်စစ်ရတယ်ဥပမာမြန်မာနိုင်ငံကတရုတ်ကနေ4.5 billion တင်သွင်းခဲ့တယ်ဟာကိုဒါတရုတ်ဘက်ကလည်းသူတို့ဘက်ကနေဒီမြန်မာနိုင်ငံကိုပေါ့နော်4.5 billion တင်ပို့ခဲ့ရဆိုတဲ့အရာပေါ့နော်အဲ့လိုမျိုး data တွေပြန်ပြီးတော့ပေါ့နော်ချိတ်ဆက်ရတယ်နှစ်ဖက်လုံးကအချိတ်ဆက်ပြီးပြီဆိုမှပေါ့နော်အဲ့ data တွေအားလုံးပါဆိုရင်နောက်တစ်နှစ်မှာထပ်တဲ့အတွက်ကြောင့်2025ရဲ့ data တို့လက်ရှိမှာမမြင်ရသေးတာဖြစ်တယ်ပေါ့နော်2026ရဲ့ပေါ့နော်နှစ်အလဲဘန်းလောင်းနဲ့နောက်ဆုံးပိုင်းမှာဒီ data တွေကထပ်ဖို့တော့ပို့ပြများတယ်နော်အရှိကျွန်တော်ပေါ့နော်ဒီ chat မှာကျွန်တော် check-in လုပ်မှာကကြတော့2024 data တွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့2024 data တွေမှာဆိုရင်ဒီမှာ 12.45 billion တင်ပို့ခဲ့နောက်ပြီးတော့အဲ့ဒီ data ပြော2023က data နဲ့တော့ပြီးရှင်းပြလိုက်တဲ့အခါမှာဆိုရင်ဒီ data မှာဆိုရင်16.44 billion 2023မှာ stock billion ရှိတယ်2024မှာကျတော့12.45 billion ရှိတယ်ပေါ့နော်အဲ့တော့4 billion ကျော်လောက်ကိုကျသွားတယ်ပေါ့နော်တင်သွင်းကုန်တွေကဆိုရင်အဲ့တော့ဆက်ပြီးကျွန်တော်တို့ဒါ check-in လုပ်ကြည့်မှဆိုရင်ပေါ့နော်ဘယ်နိုင်ငံတွေအများဆုံးတင်သွင်းတာလဲဆိုတော့ဒါကကျတော့ပေါ့နော်မြန်မာနိုင်ငံရဲ့ဒါ2024မှာတင်သွင်းခဲ့တဲ့ supplier countries တဲ့နိုင်ငံတွေဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံကိုတင်သွင်းတဲ့ supplier country ပေါ့နော်ဘယ်လောက်များရှိလဲဆိုတော့100ကျော်တယ်ပေါ့နော်အတိအကျပြောပဲဆိုရင်122မှာ6နိုင်ငံရှိတယ်မြန်မာနိုင်ငံကဒါ supplier အနေနဲ့လုပ်နေတဲ့နိုင်ငံတွေပေါ့နော်ဒီကနိုင်ငံ3နိုင်ငံကိုပြောမှန်းဆိုရင် number 1 China ပါတယ် number 2 Singapore ပါတယ် number 3 Malaysia ပါတယ်အဲ့တော့တရုတ်နိုင်ငံဟာဆိုရင်4.17 billion imports တင်နေခဲ့တယ်တော့ကျွန်တော်ပေါ့နော်ဒီ share ပေါ့နော် import share နဲ့ပြောမှဆိုရင်33.5% share အားလုံးရပေါ့နော်မြန်မာနိုင်ငံကိုတင်သွင်းတဲ့ကုန်ပစ္စည်းတွေအားလုံးဒါ share ခွဲကြည့်လိုက်မှဆိုရင်33.5% share ပေါ့နော်တော်တော်ကြီးကိုများတယ်နံပါတ်2ကကျတော့စင်ကာပူကကျတော့3.11 billion ရှိတယ်တင်သွင်းကုန်တွေရဲ့24.9% ရှိတော်တော်များတယ်ပေါ့နော်ဒါလည်းတော့ကျတော့ second place မှာရှိတယ်နံပါတ်3ကကျတော့မလေးရှားပါတယ်မလေးရှားကျတော့1.26 billion ရှိတယ်သူရဲ့ဒီ share percent ကကျတော့10.1% ရှိတော့နည်းနည်းတော့နေသားပါနော်အပိကျတော့ပေါ့နော် ထိုင်းနိုင်ငံကကျတော့1.16 billion ရှိတယ်သူရဲ့ဒီ percent နဲ့ပြောမှဆိုရင် 9.3% ဒီမှာကျတော့ India ကကျတော့သူ median ပဲရှိတယ်359.42 million ရှိတယ် percent နဲ့ပြောမှဆိုရင် 2.9 share ပဲရှိတယ်ပေါ့နော်နေတယ်ပေါ့နော်ဒီမှာဆိုရင်India ရဲ့အဆင့်ကကျတော့သူက number 6ပေါ့နော် number 6နေရာမှာသွားချတယ်ပေါ့နော်ဒီက main ကကျတော့ဒါတရုတ်နိုင်ငံဖြစ်တယ်ပေါ့နော်တရုတ်နိုင်ငံရဲ့ပေါ့နော်ဒီတင်သွင်းကုန် percent ကျတော့ 33.5% နဲ့သူရဲ့တင်သွင်းကုန် value ကကျတော့ 4.17 billion ရှိပေါ့နော်တော်တော်ရတာများတဲ့ပမာဏဖြစ်တယ်ပေါ့နော်ဒါကတော့မြန်မာနိုင်ငံကိုလွှင့်တာ supplier လုပ်နေတဲ့ country တွေရဲ့ list တွေဖြစ်တယ်ပေါ့နော်ခုလက်ရှိပေါ့နော် sector မှာမြန်မာကကျတော့မြန်မာနိုင်ငံရဲ့ top 10 imports တွေပဲဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ပေါ့နော်အဓိကတင်ပို့တဲ့ကုန်ပစ္စည်းတွေတဲကမှ10မျိုးပဲဖြစ်တယ်ပေါ့နော်ပထမဆုံးနံပါတ်1ကကျတော့လောင်စာဆီနဲ့ပတ်သက်ပြီးတော့ဖြစ်တယ်ပေါ့နော်လောင်စာဆီရဲ့ပမာဏကကျတော့ 36.3% of total imports ပေါ့နော်မြန်မာနိုင်ငံတင်သွင်းကုန်တွေအားလုံးရဲ့36%ရာခိုင်နှုန်းเนาะ36%ရာခိုင်နှုန်းကျော်တယ်မြန်မာနိုင်ငံရဲ့တင်သွင်းကုန်တွေအားလုံးနဲ့ရှင်းပြရပဲဆိုရင်အများစုကအဲ့လောက်ရှိတယ်ပေါ့နော်သူရဲ့ဒါတန်ဖိုးပေါ့နော် value နဲ့ပြောမှာဆိုရင်တော့ 4.5 billion ရှိပေါ့နော်တော်တော်ကြီးရများတယ်နံပါတ်2ကကျတော့ man made stable fiber အဲ့တော့ဒါလူလုံးအမြင့်လေးပေါ့နော်လူလုံးအင်ဂျီဝက်ဆိုက်နဲ့ပတ်သက်တဲ့အမြင့်လေးဖြစ်တယ်717.4 million
ဘာလို့ကြတော့ဒါ value နဲ့ပြောမှဆိုရင် 5.8% ရှိတယ်နောက်တစ်ခုကကျတော့ animal fast vegetable y works အဲ့ဒါလည်းကျတော့ 575.7 million 4.6% လောက်ယူထားတယ်နံပါတ်5ကကျတော့သူကတက်မြေဩစာဖြစ်တယ်ပေါ့နော်သူကကျတော့535.3 million ရှိတယ်တော့ကျတော့ 4.3% ရှိတယ်နံပါတ်10ကကျတော့ vehicle ဖြစ်တယ်ပေါ့နော်ရှင်နေဖြစ်တဲ့ကားတွေဆိုင်ကယ်တွေ motorcycle တွေ bus ကားတွေ passenger ကားတွေ truck ကားတွေအကုန်ပါတယ်ပေါ့နော်အဲ့ဒါတွေကကျတော့ 2.8% ရှိပါတော်တော်ကြီးကိုများတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်စိတ်ဝင်စားတာက number 1နဲ့ number 10ပဲပေါ့နော်အဲ့လိုလဲဆိုတော့ number 1နဲ့ number 10ဟာထိစပ်နေရပေါ့နော်ဘာလို့လဲဆိုတော့ပေါ့နော် number 10မှာရှိတဲ့ vehicle service တွေအားလုံးကိုဝင်လိုက်ပြီဆိုရင်စက်တွေကိုလည်းပဲဖုတ်ကချတော့လောင်စာစီလိုတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်